ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် May Official Game ရဲ့နေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Town Hall ပေါ့နော်ကျွန်တော်တို့ Town Hall 9 Ground Attacking လေးကိုကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်နောက်မှကျွန်တော်ပြချင်လိုက်အောင် Town Hall 10ရဲ့ပေါ့နော်ကျွန်တော်တို့ Ground Attacking ပေါ့နော် Ground Attacking ကိုကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ကဲကျွန်တော်တို့လိုက်ကြည့်မယ်ပြီးတော့ကျွန်တော်တို့အလီဇာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုမြင့်လို့ရှော့ဈေးတွေပေးနေတဲ့အချိန်မှာကျွန်တော်မြင့်ထားပေးဖို့လိုပါတယ်ပြီးလို့ရှိရင်ကော်ဘလင်နဲ့မြင့်ထားတဲ့ channel လုံးမဲ့သုံးရတာဆိုတော့တော်တော်လေးလည်းအဆင်ပြေတယ်လို့ပြောရမှာပေါ့နော်ကဲကျွန်တော် let's go guys ကျွန်တော်ရဲ့နော်ကောင်လေးကို follow လေးမလုပ်ရသေးလို့ရှင် follow လေးလုပ် subscribe လုပ်ရသေး subscribe ကျွန်တော်စလိုက်အောင်ကဲကျွန်တော်ပွဲရတော့တွေ့ပြီပေါ့နော်ဝတ်တွေ့ပြီဆိုတော့ကျွန်တော်တို့အချာကွင်းရဲ့ကျွန်တော် giant arrow ကျွန်တော်ဘယ်လိုချကျွန်တော် level တွေနေရာကိုချတယ်ကျွန်တော်ပြစ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ lane ရှင်းဖို့အတွက်ကိုကျွန်တော်တို့အချာလေးကိုထပ်ပြီးတော့သုံးရမယ်ပေါ့နော်ဒါ side lane ရှင်းဖို့တော့အချာလေးကိုသုံးရမယ်အဲ့တော့ကြာတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဝတ်ရှိတောက်ရောက်ချမယ်ကျွန်တော်တို့ဝစ်ဆက်တွေတောက်ရောက်ချမယ်ပြီးလို့ရှိရင်ဘောဘရိတ်ကသုံးမယ်ကင်းချက်ချမယ်ကျွန်တော်တို့လောလောဆယ်အခြေအနေကြီးတော့ line ချနေကင်း ability ဟိုနည်းနည်းလိုအပ်မှာတော့ရိုင်းမလိုအပ်ပဲနဲ့သုံးတာဒီကကျွန်တော်ဝင်းကင်းရဲ့ ability ကိုကျွန်တော်တောင်းပေါ်နာမှာအရင် defense တွေအများတော့မှသုံးတာကောင်းတယ်ပေါ့ဒီတိုင်း play သုံးဒါရိုင်းမလို့ကျွန်တော်ဒီပွဲလေးကတော့ကျွန်တော်3 star တော့ရသေးတယ်ဗျဒါပေမဲ့လည်း hero နေချားမှာကျွန်တော် level လေးကအရင်နှိမ့်သွားတဲ့အနေအထားတစ်ခုရှိပါတယ်ဗျအဲကြတော့ဒီပွဲကတော့2 star ပဲပေါ့မထင်တာပဲကျွန်တော်ထင်တာတော့2 star နဲ့ပဲချက်တော့မထင်တာပဲဒီစားတော့မပေါ့ဘူးထင်ကျွန်တော်ကြည့်အဲ့တော့ကြားနေစပင်းပဲကင်းရရှောသွားပြီ